ကျွန်တော်ကတော့အဲ့ဒီပါဒီနေ့ရောချင်းချင်းကန်ကန်ဆက်ဆက်ထိုင်းဆိုင်ဝတ်သားကင်တုပ်လေးလှူစားပါမယ်သူကထမင်းနယ်ပဲဆက်စားအမြီးနေနယ်ပဲဆက်စားအရန်ကိုမှစားလို့ကောင်းတယ်ပြောရရင်တော့ဗျာထမင်းထက်ကောင်းချင်းပူပူလေးနဲ့ဆိုရင်ပိုလိုက်တာမို့လို့ကောင်းချင်းပူပူလေးရှိရင်တွဲစားကြည့်ကြဖို့လည်း recommend လုပ်ပါရနော်အရင်ဆုံးတော့ကျွန်တော်ချက်သွန်ဒီလေးတွေကိုအကွင်းလေးလီးပြီးတော့မှပေးဖယ်ရတယ်ခရမ်းညင်ဒီကတော့ပုံမှန်တိုင်းပဲ slice ပြီးတော့ပေးဖယ်ထားလိုက်ပေါ့နော်ပြီးသွားရင်တော့ရှမ်းနန်နန်ကိုလက်မဝက်အရွယ်စားလောက်ဖြတ်ထားရတယ်ပူစီနန်ကတော့ကျွန်တော်ဘာမှမလုပ်တော့ဘဲနဲ့အရွက်လေးပဲခြွေထားတယ်ပေါ့နော်ဝတ်သားကိုတော့ကျွန်တော်နှစ်ချမ်းခွဲပြီးသွားလို့ရှိရင်တူလေးနဲ့ပြအောင်ထုလိုက်မယ်ပြီးသွားရင်တော့ပဲငံပြားရေးပြည့်ပဲငံပြားရေးကျဲချက်သားမုံပြားရည်နေကောင်းတို့ထည့်ပြီးသွားရင်တော့တေချာလေးနှောက်အောင်နေပြီးတော့နှက်ထားမယ်ပေါ့နော်နှက်ပြီးသွားရင်တော့ကျွန်တော်ကင်လို့ရပါပြီကင်ဖို့အတွက်ကတော့အိုးထဲမှာစီထည့်ပြီးသွားလို့ရှိရင်ဝတ်သားလေးထည့်ပြီးတော့မှတစ်ဖက်ကို10မိနစ်စီစုစုပေါင်း10မိနစ်ကနေ10မိနစ်ထိကင်သွားပါမယ်အနံ့အတွက်တော့ချက်သွင်းမျိုးနဲ့ပူစီနန်တဲ့ပြုံးပြုံးလေးကင်ပေးပါအဲ့ဒါဆိုရင်ပိုချိုတယ်ချက်သွားရင်တော့10မိနစ်လောက် rest ထားပေးရပါမယ်ပြီးသွားရင်တော့ premium quality ရှိတဲ့ Nagasaki ငါးငံပြားတွေကိုတံမြာသီးတွေတကြားတွေငရုတ်သီးမုတ်တွေရောပြီးတော့မှ dressing လေးလုပ်ထားမယ်ဒီငါးငံပြားတွေကအငံရမ်းမကဲပဲနဲ့အချိုးနဲ့ balance ဖြစ်တော့ဟင်းချက်နိုင်ဒီကောင်လေးပဲသုံးပြတယ်ပေါ့နော်ပြီးသွားရင်တော့ဝတ်သားကင်ကိုလီးစလုံးလေးကိုထဲပူစီနန်ရဲ့ရှမ်းနန်နန်ရဲ့ချက်သွန်ဒီရဲ့ခရမ်းညင်သီးရဲ့ဆန်လော်မုံရဲ့ခုနက dressing လေးရဲ့ထည့်ပြီးတော့မှနှက်အောင်နေလိုက်မယ်ပြီးသွားရင်ပကံလေးယူပြီးတော့ထည့်လိုက်လို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Thai style ဝတ်သားကင်တုပ်လေးရသွားပါပြီအနံ့ရောအရသာရောပြည့်စုံတာမို့လို့လဲလို့စာကြည့်ကြပါအောင်ဗျ Okay that's it bye bye